အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာ YWN Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးမယ့်တရေဇလန်လေးနာမည်ကတော့အမောင်လမ်းမကဝိညာဉ်ခေါ်တမ်းပဲဖြစ်ပါတယ်အားလုံးပဲအစင်ပင်းဖြစ်ပြီးဆိုရင်ဆက်လိုက်ကြရအောင်အခန်းတစ်တိတ်ဆိတ်ခြင်းရဲ့အစရန်ကုန်မြို့ကြီးရဲ့စူညံတန်နေနဲ့ဝေးကွာလာတဲ့ကရင်ဘီနာရဲ့နယ်မြို့လေးတစ်မြို့အဲ့ဒီမြို့လေးရဲ့အစွန်ချားမှာကော့ကရိတ်မာဝရီလန်ဟောင်းကနေခွဲထွက်သွားတဲ့ရွာသစ်လမ်းဆိုတာရှိတယ်အဲ့ဒီလမ်းမှာဒေသခံတွေကြားမှာတော့6လန့်စရာတရင်တွေနဲ့ကြောကြားတဲ့လမ်းပါနေဘက်မှာတော့တာမန်အတိုင်းလဲကွင်းတွေနဲ့တစ်ပင်ကြီးတွေကြားဖောက်ထားတဲ့လမ်းဖြစ်ပေမဲ့ညဘက်9နာရီကျော်ပြီဆိုရင်တော့ဘယ်သူမှမဖြစ်ရကြတော့ဘူးလမ်းဘေးတစ်ကြောင်မှာရှိတဲ့တစ်ပင်ကြီးတွေကမှောင်မိုက်တဲ့ညတွေမှာဆိုရင်လက်မောင်းတန်းထားတဲ့ဘလူးကြီးတွေလိုထင်အောင်ထင်မှာဖြစ်စေတတ်တယ်တူတာကတော့အသက်20ကျော်အရွယ်ရန်ကုန်ကနေနဲကိုအလုပ်ကိစ္စနဲ့ရောက်နေတဲ့လူငယ်တယောက်သူကတရေတစီဆိုတာတွေကိုလုံးဝမယုံကြည်တဲ့သူတယောက်ပါအဲ့ဒီညကသူဟာတငယ်ချင်းနေနဲ့အတူမြို့ထဲမှာထမင်းစားပြီးသူ့အိမ်ပြန်ဖို့အတွက်ရွာတစ်လမ်းကိုဖျက်မောင်းလာခဲ့ရတယ်သူ့တငယ်ချင်းတွေကဟေးကောင်အဲ့ဒီလမ်းကိုမဖျက်နဲ့တခြားလမ်းကပတ်သွားလို့တတိပေးခဲ့ပြီးမဲ့ထုတာကတော့တရေဆိုတာမရှိဘူးငါ့ကိုဘာမှမလုပ်နိုင်ဘူးလို့ပြုံးပြီးငင်းဆန်ခဲ့တယ်တန်းကောင်းကန်12နာရီနီးပါးရှိပြီလာပညာချစ်ပေမဲ့ကောင်းကင်မှာတိမ်လေးကမဲမောင်နေပြီးလက်မင်းကိုဖုံးအောင်ထားတာကြောင့်ပဝင်းကျင်ကမှောင်ငတီကြော့နေတယ်ဆိုင်ကယ်မီးအောင်ကလမ်းဘုတ်ကိုလှမ်းထိုးထားပြီးမဲ့ရှေ့မှာဘာရှိလဲဆိုတာကိုတဲတဲကွဲကွဲမနေရဘူးလမ်းဘေးကလဲကွင်းတွေထဲကဖားအော်တန်ပရိတွန်တန်တွေကထပ်ပေါ်နေပေမဲ့အဲ့ဒီအတန်တွေကပုံမှန်ထက်ပိုပြီးတော့အေးဆက်ဆက်နိုင်လာတယ်တူတာကတော့ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမုံရင်းနဲ့ရန်ကုန်ကအလုပ်ကိစ္စတွေကိုတွေးတောနေမိတယ်အခန်းနှစ်ပထမဆုံးထိတွေ့မှုလန်တဝက်လောက်ရောက်တော့ဆိုင်ကယ်ကရုတ်တရက်တွန်ကာလာပြီးဆက်ရက်သွားတယ်တူတာကဘာဖြစ်တာလဲလို့တွေးရင်းနဲ့ဆိုင်ကယ်ပေါ်ကရှင်ပြီးစစ်ဆေးကြည့်တယ်စီကလည်းကြမ်းသေးတယ်ဘက်ထရီကလည်းကောင်းတယ်ဘာမှချွေရင်ချက်မရှိဘူးသူကဆိုင်ကယ်ကိုပြန်နှိုးကြည့်ပြီးမှမနှုတ်ဘူးတောက်တူတာကဒေါသတကြီးနဲ့ရေးရွက်လိုက်တယ်အဲ့ဒီအချိန်မှာပဲပဝင်းကျင်ကရုတ်တရက်အယမ်းကိုတိတ်ဆိတ်သွားတယ်ဖားအော်တန်ပရိတွန်တန်တွေအားလုံးပျောက်ကွယ်သွားပြီးလေထူကလည်းရုတ်တရက်အီးဆက်သွားသလိုခံစားလိုက်ရတယ်တူတာရဲ့နောက်ကျောကနေတစုံတယောက်ကစိုက်ကြည့်နေသလိုခံစားချက်ကြောင့်သူကလှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးမှောင်မိုက်နေတဲ့လမ်းနဲ့တစ်ပင်ရိတ်ကလေးပဲရှိတယ်ငါထင်အောင်ထင်တာဖြစ်နေတာနေမှာပါလို့သူကကိုယ့်ကိုယ်အားပေးရင်းနဲ့ဆိုင်ကယ်ကိုထပ်နှိုးကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေတိုးတိုးလေးအကွဲကွဲအတန်တန်ထွက်ပေါ်လာတယ်မောင်လေးငါ့ကိုကူညီပါလားတူတာတုံလှုပ်သွားတယ်သူကလှည့်ကြည့်လိုက်တော့လမ်းဘေးကတခွားစင်ဟောင်းကြည့်အောင်မှအမျိုးသမီးတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်သူမဟာအဖြူရောင်ဝတ်ဆုံးကိုဝတ်ထားပြီးစပင်ရှည်ကြီးတွေကမျက်နှာကိုဖုံးအုပ်နေတာကိုတွေ့ရတယ်သူမဟာခေါင်းကိုငိုက်ဆိုင်ချေထားပြီးခန္ဓာကိုယ်တစ်ခုလုံးကလည်းတုံရဲနေတယ်လို့ပဲယမဘာဖြစ်လို့လဲတူတာကအတန်တွန်နဲ့မေးလိုက်တယ်ငါလမ်းပြောင်နေလို့ငါအိမ်ကိုလိုက်ပို့ပေးပါလားအဲ့ဒီအမျိုးသမီးကအပလက်မဖြေးပဲသူမရဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းလှမ်းပြီးတူတာစီကိုရှောက်လာတယ်သူမရှောက်လာတဲ့ပုံစံကထူးဆန်းနေလေခြေထောက်တွေကမြေပြင်ပေါ်မှာထိမနေသလိုပဲမျောလွင့်နေသလိုမျိုးအခန်း3ဝိညာဉ်ရဲ့6လန့်မှုတူတာကြောက်လန့်တကားနဲ့ဆိုင်ကဲကိုအတင်းနိုးကြည့်တယ်ကန်ကောင်းစွာနဲ့ပဲဆိုင်ကဲဆက်ပြန်နိုးသွားတယ်သူကနောက်ကိုလှည့်မကြည့်ပဲဆိုင်ကဲကိုအရှင်းပြင်းပြင်းနဲ့မောင်းသွားခဲ့တယ်ဒါပေမဲ့နောက်ထိုင်ကုန်းကရုတ်တရက်လီးလန့်သွားတာကိုသူသတိထားမိလိုက်တယ်အေးဆက်ဆက်လက်ကြောင်လေးတွေကသူ့ခါကိုလာဖတ်ထားသလိုခံစားလိုက်ရတယ်မောင်လေးငါ့ကိုအိမ်အထိလိုက်ပို့ပေးပါလားအတန်ကနားထဲမှာတူတူလေးကပ်ပြောလိုက်သလိုပဲအေးဆက်ပြီးအကွဲနေလေအတန်မျိုးသူ့သားရဲ့တကူလုံးတုံရင်လာတယ်သူကဆိုင်ကယ်မှန်ကိုကြည့်လိုက်မိတယ်မှန်ထဲမှာမြင်လိုက်တာကမျက်လုံးရည်ရမှာအပေါက်အပြဲကြီးတွေနဲ့ပါဇက်ကနားရွယ်ထိပြဲနေတဲ့သွေးတွေအိုင်နေတဲ့အမျိုးသမီးတယောက်ရဲ့ကြောက်မက်စရာမျက်နှာကြီးသူမရဲ့နှုတ်ပန်းတွေကပြုံးနေပေမဲ့အဲ့ဒီအပြုံးကသွေးပြက်စရာကောင်းလာတယ်အာသူ့သားအော်ဟစ်လိုက်ရင်းနဲ့ဆိုင်ကယ်ကိုမရက်ပဲရှေ့မှာရှိတဲ့ဖုန်ကြီးကျောင်းစီကိုဦးတန်မောင်းခဲ့တယ်ဖျားစာတွေကိုလည်းအလောတကြီးရွတ်ဖတ်မိတယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့ဒီအမျိုးသမီးကသူ့သားရဲ့နားထဲမှာတဟားဟားနဲ့ရဲမောလိုက်တယ်ဖျားစာလည်းငါ့ကိုမတားနိုင်ဘူးမောင်လေးသူ့သားရဲ့ဆိုင်ကယ်ကဖုန်ကြီးကျောင်းတကားဝါကိုရောက်ခါနီးမှာနောက်ကလေးလံနေတဲ့ဝင်းတုပ်ပုံကြီးကရုတ်တရက်ပျောက်ကွယ်သွားတယ်သူနောက်ကိုလှည့်ကြည့်လိုက်တော့ဖုန်ကြီးကျောင်းတကားဝါမှာအဲ့ဒီအဖြူရောင်ဝတ်စုံတဲ့အမျိုးသမီးကရက်ကန်ကြံခဲ့တာကိုတွေ့ရတယ်သူမကလက်ညှိုးကြီးနဲ့သူ့တာကိုထိုးပြီးနောက်ကခါမင်းအလွတ်ပဲလို့ပြောနေတယ်လို့မျိုးစိုက်ကြည့်နေတုံးနဲ့အခန်းလေးအမောင်ကဘာတော့တူတာကဖုန်ကြီးကျောင်းဝင်းထဲကိုဝင်လိုက်ပြီးကြောင်ထိုင်ဆရာတော်စီကိုပြေးသွားတယ်ဆရာတော်ကတူတာကိုမြင်တာနဲ့ဟဲ့တကားဘာဖြစ်လာတာလဲလို့မေးတယ်တူတာကဖြစ်တဲ့သမျှအားလုံးကိုဆရာတော်ကိုပြောပြလိုက်တယ်ဆရာတော်ကတပ်ပင်ချပြီးအဲ့ဒီရွာတဲ့လမ်းကဝိညာဉ်ကအညိုးကြီးတဲ့ဝိညာဉ်ပဲသူကညမဲ့ဖြတ်တန်းသွားတဲ့လူငယ်တွေကိုညှို့ယူပြီးသူနဲ့အတူအမောင်ကဘာတဲ့ကိုခေါ်ဆောင်သွားတတ်တဲ့တကားကန်ကောင်းလို့လွတ်လာတာလို့မိန့်ကြတယ်ဆရာတော်ကတူတာကိုပရိယေတောက်ပြီးပရိတ်ချိုချီပေးတယ်ဒါပေမဲ့တတိထားပါတကား
အဲ့ဒီဝိညာဉ်ကတူတာကိုလွယ်လွယ်နဲ့လွတ်မှာမဟုတ်ဘူးညဘက်ဆိုရင်တော့အဲ့ဒီလမ်းကိုလုံးဝမဖြတ်ပါနဲ့လို့တတိပေးလိုက်တယ်တူတာကတော့ဆရာတော်ရဲ့တတိပေးချက်ကိုနားထောင်ပြီးအဲ့ဒီညကစားပြီးဘယ်တော့မှအဲ့ဒီလမ်းကိုညဘက်မဖြတ်တော့ဘူးဒါပေမဲ့အခုထိညဘက်အိပ်ပျော်သွားရင်အဲ့ဒီအေးဆက်ဆက်လက်ချောင်းလေးတွေကသူ့ခါကိုလာဖတ်ထားတယ်လို့ခံစားချက်ကိုပြန်မှတ်နေတုံးပဲတညမှာတော့တူတာကအိမ်မက်မှတ်တယ်အိမ်မက်ထံမှာသူကရွာသစ်လမ်းပေါ်မှာတယောက်ထဲရက်နေတယ်အဖြူရောင်ဝတ်ဆုံးတဲ့အမျိုးသမီးကသူ့စီကိုဖြည်းဖြည်းချင်းရှောက်လာတယ်မောင်လေးငါနဲ့အတူလိုက်ခဲ့ပါတူတာကမလိုက်ချင်ပေမဲ့သူ့ချက်တောက်တွေကသူ့စကားကိုမနားထောင်ပဲမနောက်ကိုလိုက်သွားမိတယ်သူတို့နှစ်ယောက်ကအမောင်ထုတဲကိုတဖြည်းဖြည်းတိုးဝင်သွားရင်လည်းတူတာရဲ့အသိစိတ်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်